သူရဲကောင်းတူဒိုင်လူကြီးတွေဝေခွဲမရဖြစ်အောင်ကိုအတွက်ကျွန်တော်တို့ကြွပါဦးခင်ဗျာစင်းမဟုတ်ဟာရောက်ပြီဒီမှာအကြီးမှလို့အပေါ်များငေးကြည့်နေတယ်ကဲတသားရေးထိုင်လိုက်မှငါတို့ကကွက်တိတော့ကြားမယ်တော့ရှိတယ်တသားနာမည်ကိုမိတ်ဆက်ပေးပါဦးမင်္ဂလာပါခင်ဗျာသားနာမည်ရတော့မော်သွန်းရှိလျင်ဖြစ်ပါရဲ့ခင်ဗျာလူသေးပေမဲ့အတန်မသေးဘူးနော်တွေ့လားလူသေးပါအတန်မသေးဘူးအော်စကားပြောရတာကြမ်းရေးဘာဘာတို့တော့ဒီမှာခါချိမဲ့သဘောမှရှိတယ်နော်ဟုတ်ပြီတသားလေးနာမည်လေးပြောပြအောင်တသားနာမည်ပြန်ပြောပြပါဘာလို့မင်္ဂလာပါခင်ဗျာသားနာမည်ရတော့မော်သွန်းရှိလျင်ဖြစ်ပါရဲ့ခင်ဗျာဟုတ်ပါပြီဗျာအဲ့တော့တသားဟိုဘယ်နှစ်တန်းရောက်သွားပြီလဲတန်းတိုင်းရောက်ပြီနော်ဒါအတန်းတော်ကြီးနေပဲဘယ်မြို့နေကနေလာပြိုင်တာရန်ကုန်တိုင်းစမ်းချောင်းမြို့နေရပါခင်ဗျာဩရန်ကုန်တိုင်းစမ်းချောင်းမြို့နေဒါကဘယ်ကျောင်းတက်တာလဲအမကတိစမ်းချောင်းဟာစမ်းချောင်းကဲစမ်းချောင်းကုံဆောင်မယ်နော်ဟုတ်ပြီလားတသားရှင်ပြန်မယ်တချင်းမြူလဲပြောပါဦးအချစ်တယ်လားဖြစ်ပါရဲ့ခင်ဗျာဘလို့အချစ်တယ်လားအဲ့ဘောအချစ်ဘောအချစ်တယ်လားဒီတချင်းကတယောက်ကိုယူရည်ဆိုတာလားဟုတ်တယ်မလားဟမ်တသားအတန်းနဲ့ရလားတန်းနဲ့ရလားတသားကောင်မလေးကကောင်မလေးကိုဆောင်းဆိုတာဦးရိုင်းသမီးကိုလို့ခုမှကိုနှစ်ပဲရှိသေးဟုတ်ပါဘူးလားအဲ့တော့တသားအဲ့ဒီချင်းကိုဆိုတဲ့လူနာမည်သိလားဘယ်သူဆိုတာလဲဦးစောဝင်းတို့ဆိုတာလားတေးရောသိလားတသားဘယ်သူရေးတာလဲမင်းချစ်သူမင်းချစ်သူဆိုတာဒီထဲမှာဘယ်သူလို့သိလားဘယ်သူလို့မြင်ဘူးလားမြင်ဘူးလားတွေ့ဘူးလားဟုတ်လားတွေ့ဘူးလားဘယ်တယောက်လဲတသားဒီဘက်ကတသားအမှတ်များများပေးတော့ပြောတသားအမှတ်များများပေးတော့ပြောတသားအမှတ်များများပေးပြောလေအမှတ်များများပေးတော့ပြောဒါအမှတ်များများပေးနော်ချုပ်လိုက်ပြီခြိလိုက်ပြီငါတော့ခြိလိုက်ပြီနော်ဟုတ်ပါပြီကဲတသားပထမစုရပါစေလို့ဆုတောင်းပေးရတယ်နော်ဦးတို့ကနော်ပေးနေဆုနဲ့ပြပါစေဟုတ်ပါရာညောင်းတာကွာညောင်းမယ်လေနားလေးမှာဆုနော်လား